ထိုလူကတန်မိုက်ကိုလှမ်းထိလိုက်သည်နှင့်တပြိုင်နက်ထိုပိုက်မှာချက်ချင်းဆိုသလိုအကြီးပြောကျသွားခဲ့သည်သူပေဘာမှမတုံ့ပြန်လိုက်ရခင်မှာပင်10မီတာ32ပေကျော်မြင့်သောတန်ပေါင်ကြီးသည်ပြိုကျလာခဲ့သည်ဤကဲ့သို့ရုတ်တရက်ဖြစ်ပျက်လာသောအခြေအနေကြောင့်ထိုလူမှာအလွန်အမင်းရတုံသွားပြီးဘာလို့ရမှန်းမသိအောင်ဖြစ်သွားရသည်သူကအကူအညီတောင်းရန်စူးစမ်းတော်လဲမည်သူကမျှသူနှင့်အနီးဆုံးတို့ပင်မကက်ရဲကြပေထိုအချိန်တွင်ရဲကားအများပြားရောက်ရှိလာပြီးသူ၏ရှေ့တွင်ထိုးရက်လိုက်ကြသည်ရဲသားများကတနက်ချင်းချိန်ကလက်ကိုပုံမြောက်ပြီးဘေးနားရှိကားပေါ်သို့တင်ထားရန်အမိန့်ပေးကြသည်အသက်ဆက်ရှင်ရေးအတွက်ထိုလူမှာရဲသားတို့၏အမိန့်ကိုနာခံရန်သာရှိတော်သည်သို့တော်မထင်မှတ်ထားသည်မှာသူ၏လက်များကားကိုယ်ထဲကိုထိမိသည်နှင့်ကြပြိုင်နှင့်ရဲသားများကင်ထားသောတနက်များနှင့်သူ့ရှိကားကြီးပါချက်ချင်းအေးပြောကျသွားတော့သည်ရဲသားများအားလုံးလဲကျသွားသည်ကိုမြင်လိုက်ရသောအခါထိုလူလဲထိုနေရာမှအမြန်ဆုံးထွက်ပြေးလွတ်မြောက်ခဲ့ပြီးတစ်တာတစ်လုံးနောက်တွင်ပုံအောင်နေလိုက်သည်သို့တော်မကြမီမှာပင်သူ့ကိုရဲများကရှာဖွေတွေ့ရှိသွားခဲ့သည်ထိုအချိန်တွင်မှပြုတ်ဝက်ဆန်းကျဲသောဆွမ်းအားတစ်ခုရောက်ရှိလာခဲ့သည်အမှန်စင်စစ်သူတို့မှာဓာတ်အေဝါရှိလျှို့ဝှက်ကိုယ်စားလှယ်များဖြစ်ကြပြီးထိုလူကိုကယ်တင်ရန်ရောက်ရှိလာခြင်းပင်ကိုယ်စားလှယ်တဦးကမြေပြင်ပေါ်သို့စက်ပစ္စည်းတစ်ခုကိုချလိုက်သည်ထိုဆက်မှတဆင့်ပြန်တန်းနိုင်သည့်ကူ flight capsule